အားလုံးမင်္ဂလာပါခင်ဗျာစက်တင်ဘာလ30ရက်နေ့တွင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးပြောမယ့်သတင်းကတော့နိုင်ငံတော်ယာယီသမ္မတတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုရှားနိုင်ငံကိုသွားတယ် World Atomic Week ပေါ့နော်အဲ့ဒီကိုသွားတက်တယ်အဲ့တော့နျူကလ িয়ার နဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေအပြန်အလှန်ဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့ပြောတယ်ဒီခီးမှမမျှော်လင့်ပဲကျွန်တော်တို့မြင်လာရတာပေါ့နော်သတင်းမှာမြင်လာရတာတော့ဒီခီးစဉ်ကိုသွားနေရင်းနဲ့ပဲကာဇက်စတန်နိုင်ငံကိုသွားမယ်ဆိုပြီးတော့ထပ်ပြီးတော့သတင်းထပ်ထွက်လာတယ်အဲ့တော့ကာဇက်စတန်နိုင်ငံကိုသွားတယ်အဲ့တော့ကာဇက်စတန်ဆိုတာကတော့ကုန်းတွင်းပိုင်းနိုင်ငံတဲ့နိုင်ငံဖြစ်တယ်မြန်မာနိုင်ငံနဲ့ကာဇက်စတန်နဲ့ကြားထဲမှာတော့ကျွန်တော်ထင်တယ်ဒီ delegation ကနိုင်ငံတော်အဆင့်လူကြီးပိုင်းတယောက်အနေနဲ့ပထမဦးဆုံးတွားရောက်တဲ့ခီးစဉ်လည်းဖြစ်ပါတယ်ခန်းခန်းနာနာကြိုဆိုတာလည်းမြင်ရပါတယ်ဂုဏ်ယူစရာလည်းကောင်းပါတယ်ခန်းခန်းနာနာကြိုဆိုတယ်ကာဇက်စတန်ဘက်ကသမ္မတကလည်းလက်လိုက်လေလေနဲ့ရှိတာကိုကျွန်တော်မြင်ရပါတယ်အဲ့တော့နှစ်နိုင်ငံကြားထဲမှာစီးပွားရေးဆိုင်ရာအပြန်အလှန်ဆွေးနွေးမှုတွေလုပ်ခဲ့တယ်ဒီတွေကကောင်းတော့ရမယ်ဆိုရင်မြန်မာနိုင်ငံကပေါ်ဆန်မွေးကိုကာဇက်စတန်ကိုတင်သွင်းမှုအတွက်ကာဇက်စတန်ဘက်ကစိတ်ဝင်စားတယ်ဆိုပြီးတော့ယာယီသမ္မတကပြန်ပြီးတော့လေယာဉ်ပေါ်မှာသတင်းတောက်တွေကိုပြန်ပြောပါတယ်အဲ့လိုပဲကာဇက်စတန်ခီးစဉ်ကနေပြီးတော့မပြန်လာခင်မှာတခါတရုတ်ကိုထပ်ပြီးသွားပါတယ်ကျွန်တော်လည်းနည်းနည်းတော့ကြောင်သွားပါတယ် delegation တခုတည်းနဲ့နိုင်ငံ၃နိုင်ငံကိုတပြိုင်တည်းသွားတယ်ပေါ့နော်ခီးစဉ်တခုတည်းနဲ့ပြည်ပခီးစဉ်တခုတည်းမှာလမ်းကြောင်းတစ်ကြောင်းထဲမှာ၃နိုင်ငံကိုတပြိုင်တည်းသွားခဲ့တာဆိုကျွန်တော်လည်းနည်းနည်းတော့အံ့ဩမိပါတယ်တရုတ်နိုင်ငံမှာဒါယူနန်ပြည်နယ်ကွန်မြူနစ်ပါတီကတာဝန်ရှိတဲ့သူနဲ့တွေ့တယ်ပြီးတော့တရုတ်နိုင်ငံရဲ့အာရှရေးရာအထူးတန်တမန်ပေါ့နော်အထူးကိုယ်စားလှယ်လားအဲ့လိုတော့မှာတင်းရှီကျွန်းနဲ့လည်းတွေ့တယ်အဲ့မှာနှစ်နိုင်ငံကြားထဲမှာအပြန်အလှန်ဆွေးနွေးမှုတွေလုပ်ခဲ့တယ်ပေါ့ဒါရုတ်တရက်ဖြစ်ပေါ်လာတဲ့ကိစ္စတွေပေါ့နော်ကျွန်တော်လည်းဒါနဲ့ပတ်သက်ပြီးတော့ဘာမှတော့မပြောလို့ပါเนาะပြောလို့ပါဆိုတော့တည်င်းပေါ်မူတည်ပြီးပြောရမယ်ဆိုတော့၃နိုင်ငံကိုခီးစဉ်တစ်ခုတည်းသွားခဲ့တယ်တရုတ်ကရုရှားကမကြာခင်ကမှသွားခဲ့တဲ့နိုင်ငံတွေဖြစ်တယ်တရုတ်ကလည်းမကြာခင်ကမှသွားခဲ့တာပေါ့နော်ဘာပြောဒီခီးစဉ်ကအောင်မြင်တဲ့ခီးစဉ်တစ်ခုဖြစ်ပါတယ်ပြီးခဲ့တဲ့ခီးစဉ်တော့လိုပဲအောင်မြင်တဲ့ကျွန်တော်တို့အထုပ်ပတ်ပြီးပြန်လာတဲ့ခီးစဉ်ပေါ့နော်တကယ်ကောင်းတဲ့ခီးစဉ်တစ်ခုဖြစ်ပါတယ်နောက်တည်င်းတဲ့ဘုတ်ကတော့ဒီရက်ပိုင်းမှာပကူးမော်လမြိုင်ရထားလမ်းပိုင်းကိုတောင်းကျမ်းသူတွေမိုင်းထောင်ဖောက်ခွဲမှုတွေထပ်လုပ်နေပြန်ပါပြီကျွန်တော်ပြောချင်တာကတောင်းကျမ်းသူတွေအနေနဲ့ရထားလမ်းတော်လန်ကြီးကားလမ်းတော်လန်ကြီးလုပ်နေတာလားเนาะချွတ်ပြည်သူတွေဆိုတာကဒီလိုခရီးဝေးလာတယ်ကုန်ကြစည်တက်နဲ့ရထားကိုရွေးချယ်ပြီးစီးကြတာများတယ်တိုင်းချမ်းသာတဲ့သူကတော့ရထားတော့စီးမှာမဟုတ်ဘူးเนาะတိုင်းချမ်းသာနေတဲ့သူကတော့သူ့ကားနဲ့သူသွားရင်တော့မသွားရင်အကောင်စားအဆင့်မြင့်လိုင်းကိုင်းနဲ့သွားရင်သွားမှာပေါ့เนาะအခုကတာမန်ပြည်သူတွေအသုံးပြုနေတဲ့ဒီမီးရထားလမ်းတွေကိုဖောက်ခွဲတိုက်ခိုက်တာတွေကတော့အင်မတန်မှရုပ်မာရိုင်းဆိုင်တဲ့လုပ်ရက်ပဲလို့ပြောချင်ပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ကရင်ပြည်နယ်သတင်းပေါ့နော်။မနေ့ကစက်တင်ဘာ29ရက်နေ့မင်းလက်ပံကိုကာမီကာဇီလိုမျိုး drone နဲ့တိုက်ခိုက်တယ်။ကျွန်တော်ပြောတယ်မင်းလက်ပံမှာစီဆိုင်အရှိမှာပေါ့စစ်စီးဂိတ်လုပ်ထားတယ်။အဲ့လိုပဲဟိုဘက်မှာဖလူးစခန်းမင်းလက်ပံအတွင်းအပုံတော်မှာကလက်နက်ကြီးထိုင်ထားတယ်။အခုလောက်ဆိုရင်ရွှေ့လိုက်ပြီးတော့မပြောတတ်ဘူးပေါ့။အဲ့တော့မင်းလက်ပံတဝိုက်မှာအနည်းဆုံးအင်အား900ရှိတယ်ကျွန်တော်ကြားရတဲ့သတင်းတွေအရအခု4ဂစ်ကိုသိမ်းပြီးသွားပြီ4ဂစ်ကိုရသွားပြီ4ဂစ်ကိုနဲ့ဆွဲတော်ကုန်းကိုရပြီဆိုလို့ရှိရင်အရင်ရက်ကပြောခဲ့သလိုပဲမြောက်ဒီနဲ့ဝေါ်လီလမ်းပိုင်းကိုပြန်လဲစိုးမှုရေးလွတ်ဆောင်မှုအတွက်ကတော့အဆင်ပြေပြေနဲ့မကြခင်ပြီးမြောက်သွားလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ပြပမှာထိုင်ပြီးတော့သတင်းရင်းနေတဲ့သူတွေကဘာပြောလဲဆိုတော့ထိုင်းမြန်မာနယ်စပ်မှာရှိနေတဲ့စခန်းတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကပြန်သိမ်းနေတာကြောင့်ဒေသခံပြည်သူတွေထောင်နဲ့တောင်းနဲ့ချီထွက်ပြေးနေရတယ်သိန်းတာစခန်းသိန်းတာလေပြည်သူပြေးတာနဲ့ပါဆိုင်လို့ပြည်သူနဲ့စခန်းနဲ့တခြားစီပဲလေတကယ်လို့တောင်းကျမ်းသူတွေကပြည်သူအကာအကွယ်မယူဆိုရင်ပြည်သူထိခိုက်စရာအကြောင်းတစ်ခုမှမရှိဘူးเนาะနိုင်ငံတော်ကလည်းခုအစိုးရထုတ်ပြန်ထားပြီးသားဖြစ်တယ်တောင်းကျမ်းသူတွေနဲ့အနီးတစ်ဝိုက်မှာမနေထိုင်ပါနဲ့အစိုးရအနေနဲ့အကြမ်းဖက်မှုတံပြန်နှိမ်နင်းရေးတွေလုပ်တယ်ဆိုလို့ရှိရင်ဘယ်လိုအခြေအနေမျိုးနဲ့ဘယ်အချိန်မှာလုပ်မယ်ဆိုတာတော့ဘယ်သူမှလည်းပြောထားတာမရှိတဲ့အတွက်ကြိုက်တဲ့အချိန်မှာတောင်းကျမ်းသူတွေရဲ့နေရာမှာခေါင်းပေါ်မှာဘုံကျနိုင်ပါတယ်เนาะပုံကြနိုင်ပါတယ်အဲ့တော့ဒီမှာတဆက်ဆက်တည်းပြောချင်တာအဲ့လိုမျိုးရန်ကြောက်ပေါ့အဲ့လိုမျိုးရန်ကြောက်သူတို့ကပြည်သူကြတော့အကာအကွယ်ယူတယ်အင်တာနက်ကင်တဲ့လူတွေပြောတာเนาะအဲ့သူတို့ခေါင်းဆောင်ပိုင်းတွေကြတော့နိုင်ငံသားမှနေတဲ့သူကနေတယ်ပြည်တွင်းမှာနေတဲ့သူတွေကြတော့အသားတွေဖြူလာကြတယ်ဘာလို့တာဖြူလာလဲဆိုတော့ကတုတ်ချင်းထဲမှာဟိုမြေအောက်ပံကာထဲမှာနေကြရတာเนาะသူတို့တအားကြောက်တတ်တယ်ကျွန်တော်နောက်ကျသွားတော့လည်းတွေ့တဲ့အတိုင်းပဲ TNL ခေါင်းဆောင်ပိုင်းတွေအကုန်လုံးကမြေအောက်ပံကာထဲမှာနေတာအပေါ်မှာသူတို့ညမအိပ်ရဘူးကြောက်တယ်တဏီကုံဒီပါလည်းအောက်မှာပဲနေတယ်ပေါ့နော်အခုထုံမရနိုင်လို့ဘာလို့လဲအခုလောက်ဆိုရင်အသားဖြူနေပြီပေါ့နော်သူတို့လည်းကြောက်လို့ပုံနေရလေအခုရခိုင်ပြန်သွားတယ်မြောက်ပံကားထဲမှာနေတာပုံမတက်နေရဘူးသူတို့ကြောက်တယ်အဲ့တော့ဒီမှာပြောစရာတစ်ခုပဲရှိတယ်ပြည်သူက
ကိုမလိုချင်လို့ရှိရင်တော့ကိုမလိုအပ်လို့ရှိရင်တော့အတိုင်ခံရမှာပဲနော်တက်မလို့သတင်းပေးမှာပဲတက်မလို့သတင်းပေးလို့တက်မလို့ကဘုံကျဲတယ်ဆိုလို့ရှိရင်တော့တေးမှာပဲနော်နောက်သတင်းတစ်ပုဒ်ကကိုကန်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာရှိတဲ့ကိုကန်းမိသားစု16ဦးပေါ့နော်တရုတ်ကတည်တံချမှတ်လိုက်တယ်ပေါ့ဒါမြည်မိသားစုလို့ပြောပါတယ်အဲ့ပြောချင်တာကကျွန်တော်တို့နိုင်ငံသားလည်းသူတို့ကခံယူထားတယ်တရုတ်နိုင်ငံသားလည်းခံယူထားတယ် US citizen ဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့တရုတ်စကားပြောတယ်တော်တော်များတရုတ်ငွေကြီးကိုင်သုံးတယ်တရုတ်နဲ့ကြည်နေတဲ့အချိန်မှာတော့တရုတ်နဲ့စီးပွားရေးဆက်ဆက်မှုတွေလုပ်တယ်ကြားဖြန့်နေသူတို့စီမှာလာတော့အခြေချခွင့်ပြုတယ်အဲ့ဒီကြားဖြန့်နေနဲ့ပတ်သက်ပြီးတော့တရုတ်ကစုံစမ်းထောက်လှမ်းမှုတွေရှိခဲ့တယ်လူပေါင်း14ဦးလောက်အဲ့နေရာဒီမှာအသက်ဆုံးရှုံးခဲ့တယ်လို့တရုတ်ဘက်ကထုတ်ပြန်တယ်ပေါ့နော်သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကလည်းတော်တော်များနေပြီပေါ့အဲ့တော့သူတို့မိသားစုဝင်16ဦးကိုတည်တံချမှတ်တယ်လို့သိရပါတယ်ကျန်တဲ့သူတွေကိုလည်းထောင်နဲ့9နှစ်ကနေပြီးတကြုံထိထောင်ချကြတယ်လို့သိရပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာလည်းအချို့သောသူတွေကပေါ့နော်US citizen နဲ့နေတဲ့သူတွေရှိတယ်ပေါ့ဒါဥပဒေတရားဝင်လာမဝင်လာတော့ကျွန်တော်မပြောတတ်ဘူးတကယ်တမ်းပြဿနာတစ်ခုဖြစ်လာမယ်ဆိုလို့ရှိရင်ဟိုဘက်ကတရားစီရင်မှုလုပ်သွားတဲ့ခါကျတော့ဘာမှမတတ်နိုင်ဘူးပေါ့နော်ကိုယ်နိုင်ငံမှာမွေးပြီးတော့ကိုယ်နိုင်ငံကိုထင်မကြည့်မဲနဲ့တခြားနိုင်ငံနာအဖြစ်ခံယူထားတယ်ဆိုလို့ရှိရင်တော့ကိုယ်တိုင်းနဲ့ကိုယ်ကအထူးသဖြင့်လို့နေဆက်မှာနေတဲ့သူကိုခွထိုင်ထားတဲ့သူတွေကနှစ်နိုင်ငံသားခံယူထားတဲ့လူတွေရှိပါတယ်ထိုင်းမြန်မာနေဆက်မှာလက်နက်ကင်တောင်းကျမ်းနေတဲ့ကရင်ကောင်းဆောင်တွေကလည်းစသဖြင့်အဲ့လိုမျိုးနှစ်နိုင်ငံသားခံယူထားတဲ့ပုံစံမျိုးနေကြပါတယ်နောက်သတင်းတစ်ပုဒ်ကတော့EAU တိုင်းထဲမှာနေကြော်လာတဲ့ EE အဖွဲ့ဝင်တွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကနေမြေရှင်းလင်းမှုပြုလုပ်တဲ့နေရာမှာမြောက်စမ်းပေါ့ဆက်ယူအဲ့ဒီဘက်ချက်မှာ EE အလောင်းတွေလက်နက်တွေအများအပြားတင်စီရမိခဲ့တယ်လို့သိရပါတယ်ဒါကတော့ပြောမှဆိုရင်ဒီအလောင်းတွေဘာတွေကခစ်တစ်မှာတော့ပါမှာမဟုတ်နော်ခစ်တစ်မှာကျွန်တော်ဒီနေ့တော့ကြည့်တဲ့အချိန်မှာတမတော်ဘက်ကအယောက်30ကျော်ကြာဆုံး PDF က3ဦးတည်ဒါပဲ3ဦးပဲဆယ်သားတစ်စားလောက်ခွာထားပြီးတာဒါတော့မှတော်တော်လေးသူရဲရောတည်စင်းထည့်ထားပြီးတယ်ပေါ့နော်အဲ့တော့ဒီမှာတိုက်နေတဲ့ဖွဲ့တော်တော်များများကတနာစရာလည်းကောင်းပါတယ်သူတို့ဘောကတကယ်လဲတိုက်ရသေးတယ်တည်စင်းကြတော့ပါမလားနော်တကယ်ကိုခက်ခဲတဲ့တည်ခြင်းမျိုးနဲ့တည်ကြရတာပေါ့နော်အဲ့လိုပဲနောက်ထပ်ဗမောက်ပေါ့နော်ဗမောက်မှာလည်းနေမရှင်လေးအဖွဲ့တွေဆက်လက်ရှင်းလင်းနေတယ်ဟောဗမောက်မျိုးကိုပြန်လဲသိမ့်ပိုက်နိုင်မှုအတွက်ဆက်လက်လှုပ်ဆောင်နေတယ်အဲ့နေရာမှာ PDF KIA PDF ပေါ့လေ PDF Euro မို့ KIA PDF 4ဦးကိုအသေးရှင်းလင်းနိုင်ခဲ့တယ်နောက်ထပ်4ဦးကတော့အလင်းဝင်လာတယ်လို့သိရပါတယ်အဲ့တော့အလင်းကတော့ဒီရက်ပိုင်းမှာတဖွဲဝင်တယ်เนาะအလင်းတဖွဲဝင်လာတယ်တေးသေးချာစစ်ဆေးပြီးတော့သူတို့လည်းခဏတစ်ဖြုတ်တော့ထိန်းသိမ်းထားအောင်ပတ်ထင်ပါတယ်ယုံကြည်ရတဲ့လောက်တဲ့အချိန်ကြတော့မှမိဘတွေစီပြန်အပ်ပြီးမဲ့လုပ်ငန်းမျိုးလုပ်မှာပေါ့နော်အဲ့အလင်းဝင်တဲ့ထဲမှာစက်တင်ဘာ25ရက်နေ့တုန်းကလည်းရွှေဘူကဒါ PDF တက်ရင်ရှစ်ကတက်ခွဲမှုအဆင့်ရှိတဲ့လူတယောက်ကလည်းလင်းလာဝင်တယ်ပစ္စတိုတက်လက်နဲ့ပေါ့နော်လင်းဝင်သွားပြီအဲ့လိုပဲပြီးခဲ့တဲ့ရက်ကစကိုင်းတက်နယ်ကိုလင်းဝင်လာတဲ့ PDF 2ဦးရှိပါတယ်အဲ့2ဦးကလည်းတော့တနက်တွေအများပြားနဲ့ယူလာတာနော်တနက်5လက်ပြီးတော့ဒီစစ်ဝတ်စစ်စားတွေ drone တစ်စင်းကွန်ပျူတာတွေစသဖြင့်ဒီလိုပစ္စည်းတွေနဲ့ယူပြီးတော့အလင်းဝင်လာတာဖြစ်ပါတယ်ဒီအဖွဲ့တွေအလင်းဝင်လာပြီးတဲ့နောက်မှာတော့စကိုင်းမှာရှိတဲ့ PDF ရဲ့စခန်းတွေလေကြောင်းတိုက်ခိုက်မှုခံရတယ်အဲ့နေတိုက်ခိုက်ခံလိုက်ရတယ်ဗောနော်ဘယ်ရောက်သွားမှမသိလိုက်ကြဘူးသူတို့ဘောကပြတ်သွားခဲ့တယ်အဲ့လိုပဲဝတ်နေတဲ့ဒီကိုထွန်းမြတ်နိုင်ရဲ့တပည့်လေးဗောနော်အေးတပည့်လေးတွေ drone မိုးချတာကိုဘောတက်ကြကိုဘောတက်ကိုကြလူကလေပေါ်မြောက်တက်သွားအင်ကြီးတွေပါတယ်အကုန်လုံးဖာလန်ကျဲသွား4ယောက်တခါတည်းတပြိုင်တည်းအဲ့မှာပဲရှော့အဲ့ဒီ4ယောက်မှာတော့မှခစ်တဲ့မှာမပါဘူးသူတို့တော့မှ4ယောက်ရှော့နေပြီဟာကိုဒီဘက်မှာ3ယောက်ပဲပေါ်ပြအဲ့တော့မှတိုက်ပွဲတစ်ပွဲပဲရှိသေးတယ်ဗောနော်ဗမောက်မှာဆိုရင်ဒါ4ယောက်ပြီးလို့ရှိရင်မြောက်စမ်းမှာဆိုလဲ5 8ယောက်စသဖြင့်ဒီလိုအများအပြားသိနေပြီမဲ့ခစ်တဲ့မှာတော့ဒီစင်းနေရတာပါဝင်လာခြင်းမရှိပါဘူးနောက်တဲ့နေ့ဘုတ်ကတော့လာမယ့်ရွေးကောက်ပွဲကိုဒါကရင်ပြည်နယ်မှာဗောနော်လာမယ့်ရွေးကောက်ပွဲကိုအကာအကွယ်ပြုသွားမယ်လို့ကရင်လက်နက်ကိုင်ဖွဲ့3ဘွဲဖြစ်တဲ့ BGF KNU KNLA PC TKB အဖွဲ့တွေကသူတို့အစည်းအဝေးလုပ်ပြီးတော့ကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်ဘယ်လိုနည်းနဲ့ဘယ်လိုပုံစံနဲ့ကာကွယ်မလဲဆိုတာတော့မပြောတတ်သေးဘူးဒါပေမဲ့ကျွန်တော်နားလည်ရတာတော့မဲယုံသွားမဲ့ပြည်သူတွေရဲ့လုံခြုံရေးအရွေးချယ်ခံမဲ့ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးလှုပ်ဆောင်သွားမယ်လို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်ဒီအဖွဲ့3ဘွဲရဲ့ကြေညာချက်က KNU အတွက်လည်းအရှိုက်ထိစေပါတယ်ဘာကြောင့်လဲဆိုတော့ KNU ရဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်လုပ်မဲ့တဘောမျိုးသူတို့ကအတင်းအာရမပေါ့နော်ရေကောက်ပွဲကိုသူတို့စီမှာမကျင်းပရေးအတွက်ကိုသူတို့ကအာသုံးခွန်ဆိုင်သူတို့ကလုံးမဲ့တဘောမှာရှိတယ်ဒါပေမဲ့သက်ဆိုင်ရာဖွဲ့စည်းတွေကလည်းသူတို့ကိုတရားစွဲထားတယ်
ရွေးကောက်ပွဲနောက်ဆက်မှုနဲ့စောတော်နီတို့ကွယ်ထူးဝင်းတို့သူတို့အကုန်လုံးကရာဇဝတ်သားတွေဖြစ်ပါပြီအစောပိုင်းနဲ့ဒါမတရားအသင်းကြီးညာထားတယ်အကြမ်းဖက်ဖွဲ့စည်းပြီးကြီးညာထားတယ်အဲ့လိုပဲဒီမှာရွေးကောက်ပွဲကိုနှောက်ယှက်ပြောဆိုတဲ့အတွက်ပေါ့နော်လှုံ့ဆော်တဲ့အတွက်သူတို့ကဥပဒေအရအမှုဖွင့်ခံထားရတယ်အဲ့အတွက်သူတို့ကအမှုရင်မဆိုင်ဘူးဆိုလို့ရှိရင်ဒါကသူတို့ဝန်ရမ်းပြေးတွေဖြစ်ပါတယ်နောက်သတင်းလေးဘုတ်ကမကွေးတိုင်းဒေသကြီးနမ်းမောက်မြို့နယ်ထဲမှာရေကြီးမှုဖြစ်တယ်ပေါ့နော်ရေကြီးမှုဖြစ်ပြီးတော့ပြည်သူ၄ဦးသေဆုံးတယ်ပျောက်ဆုံးမှုလည်းအချို့ရှိတယ်လို့သိရပါတယ်ကဲရှာဖွေကယ်ဆယ်ရေးတွေကတော့ဒါလှုပ်ဆောင်ပြီးနေရတယ်အညာမှာအခုလိုမျိုးရေထကြီးတော့လေဒေသခံပြည်သူတွေတော့ခက်ခဲပါတယ်နောက်တစ်ခုကကြတော့လေသတင်းလို့လည်းပြောလို့ရတယ်အားလုံးလည်းကြုံရင်ကြည့်စေချင်ပါတယ်အဲ့ဒါကမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကကျွန်တော်တို့ငလင်6လပြည့်ငလင်6လပြည့်အတွက်သူတို့ program လေးတစ်ခုလုပ်တယ်ပေါ့နော်အဲ့ဒါကသူတို့ကိုယ်တိုင်ကယ်ထုတ်နိုင်ခဲ့တဲ့ပြည်သူတွေကိုတွားရောက်တွေ့ဆုံတယ်သူတို့ရင်တဲ့ PD စကားတွေနားထောင်တယ်လက်ဆောင်ပစ္စည်းတွေပေးတယ်ပေါ့နော်လက်ဆောင်ပစ္စည်းကတော့အဓိကမကြပါဘူးကျွန်တော်အဲ့ဗီဒီယိုအကုန်လုံးတစ်ခုချင်းစီကျွန်တော်ကြည့်ပါတယ်ကျွန်တော်ကြည့်ဖို့လဲဟိုကလည်း recommend ပေးပါတယ်ဒါကြည့်စေချင်ပါတယ်ဘာကြောင့်လဲဆိုတော့မိသက်တပ်ဖွဲ့ရဲ့ပြည်သူလူထုနဲ့ထိတွေ့မှုပေါ့နော်နီးစပ်လာမှုပေါ့ဒါကိုလည်းကျွန်တော်တို့နံပါတ်1သဘောကျတယ်နောက်တစ်ချက်ကကြတော့လူတယောက်ရဲ့အသက်ကိုဘယ်လိုတန်မိုးထားတယ်ဆိုတာပေါ့နော်လူတယောက်ရဲ့အသက်ကိုဘယ်လိုတန်မိုးထားတယ်ဆိုတဲ့အကြောင်းသူတို့မပြောပေမဲ့ပြည်သူတွေရဲ့ရှင်တဲ့စကားကိုကျွန်တော်တို့ကြားရကနေကြားရပါတယ်အစိုးရဖွဲ့စည်းအောက်ထဲမှာပြည်သူမြစ်တာကိုရရှိတဲ့ဖွဲ့စည်းတစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုလေးတွေမှာကျွန်တော်တို့မြင်ရပါတယ်မက်လေးမှာစာတင်တိုင်းပြူကြတော့အဲ့စာတင်တိုင်းအောက်မှာပြီးမိတဲ့တန်ဃာတော်တစ်ပါးရဲ့မိထားတဲ့မိကြားချက်ကယ်ဆယ်ရေးလုပ်ပြီးတော့ဒါအသက်ရှင်လာတဲ့အမျိုးသမီးအချို့ရဲ့ပြန်လည်ဖြေကြားချက်တွေပေါ့လေကျွန်တော်တို့တကယ်ကိုယင်နေရခံစားရပါတယ်ကောင်းလဲကောင်းပါတယ်လူတယောက်ချင်းစီမှာဘဝတွေကိုယ်စီရှိကြတယ်ကျွန်တော်ဘဝဘယ်လောက်ကြီးကျယ်ခံထားတယ်ဒါမှမဟုတ်ရှင်ကျွန်တော်ဗီဒီယိုကြည့်ရှုနေတဲ့သူတွေကျွန်တော်ပြည်သက်တွေရဲ့ဘဝတွေကဘယ်လောက်ခံထားတယ်ကျွန်တော်တို့ပဲသိတယ်ခံထားတယ်ဆိုတာကဟိုလိုချမ်းသာခြင်းကြွယ်ဝခြင်းဒီလိုပြောတာမဟုတ်ပဲねကိုယ်အတိုင်းမျိုးကိုယ်ပတ်ဝန်းကျင်မှာဘယ်လောက်နှွေးထွေးပြီးတော့ဘယ်လောက်ပျော်ရွှင်စရာတွေပြည့်နေဒါပေမဲ့ဒီလိုမမျှော်လင့်မဲ့တဘာဝဘီယန်တွေကြုံလာခဲ့တဲ့အခြေအနေမျိုးမှာနော်ကိုဘွားရဲ့ခန္ဓာမှုတွေပေါ့ခုနကတော့ပြောသလိုကျွန်တော်တန်ရောစင်နေကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကလူတွေပေါ့ဘယ်နှယောက်ထိကျွန်တော်တို့မသိပဲနဲ့ခေါ်ဆောင်သွားလဲပေါ့ဒီလိုတဘာဝဘေးဆိုးကြီးတွေပေါ့အဲ့လိုအခြေအနေမျိုးကနေပြီးတော့လူတွေကိုဆွဲထုတ်လာခဲ့တယ်နော်ကဲထုတ်လာခဲ့တယ်အဲ့လိုကဲထုတ်လာတဲ့သူရဲ့ခံစားချက်ကိုဘဝပြတ်တော့မလားလို့တွေးနေပြီမဲ့တကယ်တမ်းဒီမိသက်တပ်ဖွဲ့ဝင်တွေကယ်ဆယ်တပ်ဖွဲ့ဝင်တွေပရိုက်တာစိတ်တဲ့အခြေခံရှိတဲ့သူတွေနော်နိုင်ငံတကာကလာရောက်ကယ်ဆယ်ပြီးတဲ့သူတွေနဲ့ပေါင်းဆက်ပြီးတော့ဒါကယ်ဆယ်နိုင်တဲ့အချိန်ကြတော့မှကိုဘဝကြီးပြန်ပြီးတော့အဓိပ္ပာယ်ရှိလာတဲ့မျိုးခံစားလိုက်ရတဲ့အခြေအနေမျိုးတွေကိုလည်းကျွန်တော်တို့မြင်ရပါတယ်ဒါမျိုးကကျွန်တော်နိုင်ငံမှာရှိနေတဲ့ဖွဲ့စည်းတိုင်းကြာရအခန်းကဏ္ဍနေပေါ့ကြာရအခန်းကဏ္ဍမှာလူချစ်တဲ့ပြည်သူတွေနဲ့တသားတည်းဖြစ်တဲ့သူတွေဖြစ်ကျွန်တော်တို့ဝမ်းပန်းတက်တာနဲ့လိုက်လဲမြင်ခြင်းပါတယ်ဒါကလာမဲ့ကျွန်တော်တို့ရဲ့နိုင်ငံအပြောင်းလဲပေါ့နိုင်ငံအပြောင်းလဲမှာပို့ပြီးကောင်းတဲ့ပို့ပြီးတော့ခိုင်မာတဲ့ပို့ပြီးတော့တာယာတဲ့နိုင်ငံအဖြစ်အပြောင်းလဲမှာဒီလူတွေရဲ့ခွန်အားတွေဒီလူတွေရဲ့ပြပြင်ပြောင်းလဲမှုတွေအများပြားလိုလိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အားလုံးလည်းအတူတူဝိုင်းပြီးတော့ရုန်းကန်ပေးကြပါကျွန်တော်တို့နိုင်ငံကဒါဘွင့်လည်းပြောလမ်းကျန်းလျှောက်နေရတဲ့ကာလမှာအကုန်လုံးလက်တွဲပြီးတော့ဒီလမ်းကိုကျွန်တော်ကြော်ဖြတ်ရမှာဖြစ်ပါတယ်မဟုတ်ပဲနဲ့အားလုံးကနေသားသလိုနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သွားကျင်တဲ့ပန်းနိုင်အရောက်မှာမဟုတ်ပါဘူးလူတယောက်ချင်းကိုလူကိုလူလိုမြင်ပါလူအသက်တွေကိုတန်မိုးထားတာကျွန်တော်တို့ပို့ပြီးတော့မျက်နှိုးပါတယ်မိသက်တပ်ဖွဲ့ကိုလည်းကျွန်တော်လုံးဝဂုဏ်ယူပါတယ်လေးစားပါတယ်လူသက်တွေခုလိုကဲတင်ခဲ့တဲ့တော့ပေါ့နော်နောက်တဲ့တင်ရတယ်ဒီမိသက်တပ်ဖွဲ့ကပဲတည်မဲ့ဖြစ်ပါတယ်အဲ့ဒါကတော့မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်စီးပင်ကြီးရွာအုပ်စုတွေမှာရှိတဲ့အုံနဲ့ရေအရှိကြီးရွာပေါ့အဲ့မှာလူ14ဦးကရေသွားကစားတယ်ရှစ်ထက်ရေတကုံမှာရေသွားကစားရင်းနဲ့9ဦးရေထဲမျောပါပြီးတော့ရေတကုံထဲမှာကြာတယ်ပေါ့နော်အဲ့တော့ရှာဖွေကယ်ဆယ်ရေးတွေလှုပ်ဆောင်တယ်ယူရုရှားနိုင်ငံသားတဦးကိုအသက်ရှင်လျက်ပြန်လဲကယ်တင်နိုင်တယ်နောက်ထပ်dead body 2ယောက်တွေ့တယ်ပေါ့နော်အလောင်း2လောင်းတွေ့တယ်နောက်ထပ်ကျန်တဲ့2ယောက်ကိုတော့ထပ်ပြီးတော့ရှာဖွေနေစေလို့သိရပါတယ်အဲ့တော့အခုနောက်ပိုင်းနေမှာလေဒီခရီးသွားတွေနဲ့ပတ်သက်ပြီးတော့တဘာဝဆန်တဲ့နေရာတွေကိုသွားကြတယ်အဲ့တော့တကယ်တော့ကျွန်တော်လည်းကြိုက်ပါတယ်ဒါပေမဲ့အဲ့တဘာဝဆန်တဲ့နေရာတွေဆိုတာကလုံခြုံမှုဘေးကင်းမှုဒီလိုအခြေအနေမျိုးစံနှုန်းသတ်မှတ်ချက်တွေမရှိဘဲနဲ့သွားတာမျိုးတော့ကျွန်တော်မလုပ်စေချင်ပါဘူးเนาะဒါကအသက်အန္တရာယ်ဆုံးရှုံးနိုင်ပါတယ်ချို့နေရာတွေမှာဒီမြစ်တွေမှာရေစီးတန်တဲ့မြစ်တွေမှာတွားရောက်လေပတ်နေတာလည်းကျွန်တော်တွေ့ရပါတယ်ဒါလေးတွေလည်းတတိထားဆင်ញင်နိုင်မှုတော့လိုမှထင်ပါတယ်အဲ့တော့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေအနေနဲ့အများပြည်သူတွားလာ
လေပတ်တဲ့နေရာဖြစ်လာပြီဆိုလို့ရှိရင်မမျှော်လင့်တဲ့ဘေးအနေတွေမဖြစ်အောင်လို့လုံခြုံမှုစံနှုန်းတွေလှုပ်ထားပြီးသိချင်ပါတယ်ဒါဆိုပူကောင်းတယ်ပေါ့နော်နောက်သတင်းတဲ့ဘုတ်ကတော့ဒီရက်ပိုင်းမှာဒါနထိုးကြီးမှာရှိနေတဲ့ PDF တွေရဲကလိုက်ကြုံတာခံနေရတယ်ပေါ့နော်အရင်တော့ရဲဆိုလို့ရှိရင်တို့ကရဲတိုက်အဆင့်ပေါ့နော် PDF ဆိုတာရဲစခန်းလောက်တိုက်ပြီးလို့ရှိရင်အောင်ပွဲခံပြန်ပြီးပေါ့သူတို့ကရဲတိုက် PDF ပေါ့အဲ့လိုအခြေအနေမျိုးကနေပြီးတော့အခုရဲကလိုက်တိုက်တာထွက်ပြေးနေရပြီပေါ့နော်ကျွန်တော်ထင်ပါတယ်မင်းတို့တော့ရဲစခန်းတိုက်ကြည့်အောင်ဆိုပြီးတော့အထူးရဲတွေနဲ့ဖွဲ့ပြီးတော့တိုးကြီးခွင်မှာလိုက်ပြီးတော့တိုက်ခိုင်းနေတာလားမပြောတတ်ပါဘူးเนาะအဲ့တော့ရဲတွေကလည်းဘယ်လောက်လက်တံပြောင်းလဲဆိုတော့အလောင်းက9လောင်းတနက်က8လက်ထိတောင်ရရှိထားတယ်ဆိုပြီးသိရပါတယ်ဗမောပတ်ဝန်းကျင်မှာလည်းဒီနေမြေရှင်းလင်းတဲ့အလုပ်တွေဆက်လက်လုပ်ဆောင်နေရပါသေးတယ်အကုန်လုံးအလုံးစုံကင်းစင်သွားတာတော့မဟုတ်ဘူးပေါ့နော်ဒီလိုနေမြေရှင်းလင်းတဲ့နေရာမှာ KIA အလောင်းတစ်လောင်းလက်နက်မျိုးစုံ4လက်ပေါ့နော်အဲ့ထဲမှာဘီဇူကာပေါ့အဲ့ဒါလည်းပါတယ်ပေါ့နော်နောက်သတင်းတစ်ပုဒ်ကတော့ဒါအကိုထွန်းတို့ဒီရက်ပိုင်းမှာအိမ်မပျော်ဖြစ်နေတာပေါ့အဲ့ဒါဘာလဲဆိုတော့ရခိုင်ပြည်နယ်မှာရှိနေတဲ့နေရာတော်တော်များများကိုဒါတည်င်းအရာတိတိကျကျလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တယ်တန်နှဲမျိုးနယ်ဗဒဲကိုရွာနာမှာရှိတဲ့အေးခြေပြုတ်နေတဲ့နေရာတစ်ခုကိုလေကြောင်းရောရေတက်ကပါစနစ်တကျပူတွဲတိုက်ခိုက်ခဲ့တယ်လို့သိရတယ်အဲ့တော့နှစ်ခုလုံးကနေဒီပြိုင်နဲ့တိုက်ခိုက်ပြီဆိုတော့ဘယ်လောက်တောင်သတင်းတိကျနေလဲဆိုတာဒါပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီဖြစ်စဉ်မှာထိခိုက်ဒေဆုံးမှုမြင့်တက်ခဲ့တယ်လို့သိရပါတယ်အဲ့လိုပဲနောက်ထပ်သတင်းတစ်ပုဒ်ကပလက်ဝမှာရှိတဲ့ဒါအေးထိချုပ်လာတဲ့ပလက်ဝမှာရှိတဲ့နေရာမှာလေစက်တင်ဘာ29ရက်နေ့မွန်လွယ်7:00 နာရီလောက်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဒီဖြစ်စဉ်မှာလည်းဒေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်နောက်တစ်ခုကတော့ KIA ထိချုပ်ထားတဲ့မြကြီးနားခရိုင်ဝမ်းမော်မြို့နယ်စတုံမြို့ပေါ့အဲ့ဒီမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်အဲ့တော့ဒီတိုက်ခိုက်မှုမှာအရသားလည်းအချို့ဒါထိခိုက်ဒေဆုံးတာမြင်ရတယ်ပေါ့နော်ကလေးငယ်ထိခိုက်ဒေဆုံးတာမြင်ရတယ်အဲ့တော့ပြည်သူအကာအကွယ်ပြုတ်ပြီးတော့เนาะပြည်သူလူသားတိုင်းဖြစ်အသုံးချနေတဲ့ KIA တွေလည်းဒီဖြစ်စဉ်မှာတည်ဆုံးခဲ့တယ်လို့သိရပါတယ်။မကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင်မှာရှိတဲ့ PDF ပေါ့အညာမြေတပ်ပေါင်းစုဆိုတဲ့ PDF အဖွဲ့အဲ့ဒီစခန်းကိုတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။ဒီတိုက်ခိုက်မှုမှာအနည်းဆုံး3ဦးတည်ဆုံးတယ်လို့သူတို့ကပြောပါတယ်။ဒါပေမဲ့ကျွန်တော်တို့နေမြေကနေစုံစမ်းသိရှိရတဲ့လောက်3ဦးထပ်ပို့ပါတယ်။ညအချိန်မှာအကုန်လုံးအိတ်နေတဲ့အချိန်မှာတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်တပြုံနဲ့တစ်ခေါက်နဲ့တနေရာလေးမှာအကုန်လုံးတည်သွားတယ်ပေါ့နော်တော်တော်လေးများပါတယ်တော့တန်ရာရတဲ့သူတွေကလည်းတော်တော်များတယ်လို့သိရပါတယ်ဆိုတော့ခုနဗမောက်တဲ့ပြောရင်းနဲ့ကျွန်တော်ကြံခဲ့တာတခုရှိပါတယ်ဒါနောက်မှလည်းပြောမယ်ဆိုပြီးတော့ပေါ့နော်အဲ့ဒါကစကိုင်းတိုင်းဒေသကြီးဗမောက်မြို့နယ်ထဲမှာရှိတဲ့အငိမ့်စားနိုင်ငံဝန်ထမ်းဟောင်းတွေရဲ့ပြီးတော့လူပေါင်း60ကျော်လောက်ကို KIA နဲ့ PDF ဖွဲ့ကဖမ်းဆီးထားတယ်လို့သိရပါတယ်ဒီလူတွေကိုဘာလို့ဖမ်းဆီးတယ်ဒါတော့မသိရသေးပါဘူးသူတို့ဖမ်းဆီးပြီးတော့ဗမောက်တောင်ပိုင်းမှာရှိတဲ့ရွာတရွာကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်အဲ့ဒီထဲမှာပင်စင်စားတွေလည်းပါတယ်စရေးစချီတွေလည်းပါတယ်ဗောနိုင်ငံဝန်ထမ်းတွေလည်းပါတယ်ဗောသူတို့ကတော့အမြဲတမ်းတစားကန်အဖြစ်လုပ်နေကြပဲဗောနော်ဒါကတော့ကျန်းဖတ်သမားတွေလုပ်ရပဲဖြစ်ပါတယ်နောက်ဒီရက်ပိုင်းမှာအုပ်ချုပ်မှုအချို့ဗောနော်ဖမ်းဆီးခံရတယ်ဆိုတော့ကျွန်တော်ကြားပါတယ်ဘာကြောင့်လဲဆိုတော့ဒီစစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ငွေကြေးမတမာမှုတွေလှုပ်ဆောင်တယ်ဒါကြောင့်မို့လို့ဖမ်းဆီးခံရတယ်ဗောနော်ကျွန်တော်တို့အစတွေကလည်းတန်တန်တတိပေးတယ်နော်မလုပ်ပါနဲ့ရေးယူပါတော့မယ်ဒါပေမဲ့တချို့နေရာတွေမှာကြံနေတော့မှဖြစ်တယ်စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့အခုချိန်ကြီးလည်းတိုင်နေကြစေဖြစ်ပါတယ်တလားဘလောက်လာကောက်တယ်ဘလောက်လာကောက်တယ်အဲ့တော့ကို့မှာစစ်မှုထမ်းမဲ့သားသမီးမရှိရင်တော့ပေးစရာအကြောင်းကိုမရှိဘူးရှိရင်လည်းပေးစရာတော့မလိုနေဘူးဒါပေမဲ့ကို့သားသမီးကိုစစ်မှုမထမ်းခြင်းလို့ရှိရင်တော့အုပ်ချုပ်မှုတွေကသူတို့အစီအစဉ်နဲ့သူတို့တွားတဲ့သူတွေကိုထောက်ပံ့တဲ့ပုံစံမျိုးနဲ့ပေါ့နော်စစ်မှုထမ်းတွားမဲ့ကလေးတွေပေါ့နော်သူတို့ထောက်ပံ့ပေးတဲ့ပုံစံမျိုးနဲ့ပတ်စံစုပြီးတော့ပေးတာရှိတယ်အဲ့တော့ကို့မှာသားသမီးလည်းရှိတယ်ဆိုတော့ကိုပတ်စံပေးလိုက်ပေါ့ဒါကတော့တရားမဝင်ဆိုပေမဲ့အောက်ခြေမှာဒီတိုင်းဖြစ်နေတယ်ဒါပေမဲ့တချို့ကကြတော့ကို့မှာလည်းစစ်မှုထမ်းမဲ့သားသမီးလည်းမရှိဘဲနဲ့ပတ်စံနင်းကန်ပြီးတော့ကောက်ခိုင်းတဲ့အခြေအနေလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးတွေလည်းနေမြေမှာဂျုံရပါတယ်အဲ့လိုအချို့မှုတွေလည်းတတိထားဖို့လို့လိုမှထင်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒီရက်ပိုင်းမှာဒီမော့ဆူဘောလခဲလမ်းမိုင်းကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေမြေပြန်လဲစုံမှုရဖို့အတွက်နေမြေရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်နေတယ်လို့သိရတယ်မကြဆိုသလိုပဲဒါတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရတယ်ဒီတိုက်ပွဲတွေမှာအကြမ်းဖက်တောင်းကျမ်းသူတွေဘက်ကအများအပြားတေဆုံးတယ်လို့လည်းကျွန်တော်သတင်းရထားပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ကြောက်မဲပေါ့နော်ကြောက်မဲကတော့ခုံမုံရွာရောက်ပြီပေါ့2မိုင်ကျော်လောက်တော့ကြံမှာပကြခင်မှာကြောက်မဲမျိုးကကျူသူပိုင်းဆိုင်မှုကိုရောက်တော့မယ်ကြောက်မဲရပြီလို့ရှိရင်တော့တီဘောကတော့ AC ပဲပေါ့အိတ်ကက်တထဲထားရုံပဲပေါ့နော်လက်ရှိချိန်မှာတော့တိုက်ပွဲတွေကတော့ပြင်းထန်နေသေးဖြစ်ပါတယ် TNL ဘက်ကလူကြီးဦးတို့ဘာတို့ရဲ့ပြောဆိုချက်တွေအရာကတော့သူတို့အနေနဲ့ကြောက်မဲကနေစုပ်ဖို့မရှိသေးဘူးပေါ့နော်သူတို့အခုချိန်ထိခံစစ်အနေနဲ့ကြောက်မဲမှာသူတို့ပြင်ဆင်ထားတယ်ပေါ့သူတို့မဆုပ်ဘူးလို့ပြောပါတယ်ဒါပေမဲ့လည်း TNL အလံဒီဖြုတ်ပြီးပြေးပြီပေါ့အချက်ဖက်အားပေးမီဒီယာတွေမှာတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကအခုလိုမျိုးနောက်ရောက်လာတဲ့အတွက်ပြည်သူတွေကကြောက်လို့ပြေးရတဲ့ပုံစံမျိုးလုပ်တယ်တကယ်တော့မဟုတ်ဘူး
ခဏစစ်ချောင်းတာနော်အဲ့တော့ပြည်သူတွေစိုးရိမ်နေတဲ့ပုံစံနဲ့ရေးကြတယ်ဒါကပြည်သူတွေက TNL ထွက်သွားတော့အောင်ပွဲခံနေကြတယ်အောက်မှာနော်ဆိုသတင်းရေးတာတကယ်ကိုပြောင်းပြန်နေရေးတယ်ပြည်သူတွေအောင်ပွဲခံနေရတာသူတို့မသိဘူးရှမ်းပြည်သူတွေအောင်ပွဲခံနေကြပြီ TNL အဲ့ဒီကထွက်ပါစေပဲသူတို့ကဆူတောင်းနေတာပေါ့နော်နောက်သတင်းတွေပုတ်ကတော့ဒီအမ်ပဒန်လမ်းပေါ်မှာရှိတဲ့ဂုတ်ကြီးရွာပေါ့နော်ဂုတ်ကြီးရွာမှာတိုက်ပွဲတွေပြင်းထန်နေတယ်နေရီကန်နဲ့2မိုင်ကျော်လောက်ရှိမှထင်ပါတယ်တိုက်ပွဲတွေပြင်းထန်နေတဲ့ဒီတိုက်ပွဲတွေမှာနှစ်ဖက်ထိခိုက်မှုရှိတယ်လို့သိရပါတယ်ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CPV ဖုန်းနံပါတ်တွေဖြစ်တဲ့39 4080 398ကိုတိုက်ရိုက်အကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပြီးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ